င်္ဂလာပါခင်ဗျ Retail Master Sharing Program ကိုကြိုဆိုပါရစေကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးတစ်ခုကကျွန်တော်ကိုတော်တော်များများမေးကြတဲ့မေးခွန်းလေးတစ်ခုကိုကျွန်တော်ဖြေကြားရင်းနဲ့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တာလေးမျှဝေခြင်းပါတယ်အဲ့ဒီကျွန်တော်အမေးအများဆုံးမေးခွန်းတစ်ခုပေါ့နော်လိုတိုရှင်းဖြေတဲ့အဖြေပုံစံလေးတစ်ခုလည်းဖြစ်အောင်ကျွန်တော်တိုနဲ့လူရင်းကိုပဲကျွန်တော်ဖြေကြားပေးပါမယ် Okay ကျွန်တော်ကိုမေးတဲ့မေးခွန်းတစ်ခုက store sign တစ်ခုရဲ့ store sign လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုအဓိကတော့ချက်ကဘာလဲ Okay store sign လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုအဓိကတော့ချက်က store sign ဆိုတာကျွန်တော်မြန်မာလိုဆိုရင်ကုန်စုံဆိုင်ဒါကြောင့် store sign လုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုအဓိကတော့ချက်ကကိုယ်ဆိုင်ဟာကုန်တွေစုံနေဖို့လိုတယ်ကုန်ပစ္စည်းတွေစုံလင်းရောင်းချနိုင်ဖို့လိုတယ် customer တွေလိုချင်တဲ့ကုန်ပစ္စည်းတွေကိုစုံလင်းကိုယ်ဆိုင်မှာခင်းချင်းပြသရောင်းချနိုင်လေကို store sign ကအောင်မြင်မှုရလဒ်တွေများရရှိနိုင်ပြီဖြစ်ပါတယ်ဒါကြောင့်အရေးကြီးဆုံးဒီကတော့ချက်ကကုန်စုံဆိုင်ဖြစ်နေဖို့လိုပါတယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့ဆိုင်ကကုန်စုံဆိုင်လားကုန်မစုံဆိုင်လားဒီနေ့ပဲကိုယ်ဆိုင်ရဲ့လုပ်ငန်းကိုပြန်စစ်ဆေးလိုက်ပါကျွန်တော်တို့ Retail Master ရဲ့ sharing program ကိုစောင့်ကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ